ပြောလမ်းထဲမှာကျွန်တော်လမ်းမကြီးရတာ6လိုက်တယ်လမ်းမကြီးအခုကိုယ်တိုင်တင်ပေးမယ်လေကြီးလောက်တယ်ကိုရအခုပေါ့အခုဒီဆိုင်နေမှာဆိုင်ရှင်ကိုပါလိမ့်ဆိုင်နေတွေ့တယ်ဆိုင်ရှင်နဲ့တွေ့တယ်ဆိုင်ရှင်ကိုမှထိုင်ဘာကိစ္စဆရာမအဲ့တဲ့ကြောင့်ဆရာနဲ့တွေ့တယ်ဘာကိစ္စဘာကိစ္စလဲသိဆရာကာလန်နေတာတော့နည်းနည်းဟုတ်ပါအဲ့မှာတောင်းဝင်ရမဟုတ်လားတောင်းဝင်တော့တောင်းဝင်ဆရာသိနေဖြစ်နေပုံစံလေးကြည့်ပါဦးကွာမှန်ရလားမသိဝဲကစတမာပဲဖြစ်မှာပါလေအဲ့ပေါ်တယ်ဆိုတော့လေကိုကဝဆောင်ပေးရမှာပေါ့တက်မှာပုံစားတော့ဆရာနည်းနည်းတတိထားမင်္ဂလာပါညီလေးအခုခေါ်တယ်ဆိုလို့ဟိုကဒီကဆိုင်ရှင်ဟုတ်ပါတယ်ကျွန်တော်ဈေးအကြီးတဲ့ကနှစ်ဖို့တွဲစတိရက်လုံးပြဈေးအကြီးတဲ့ညီလေးဘယ်မှမလောက်တော့မှာဝေးကြီးရဲ့စစ်လုံးလို့ဟာဈေးအကြီးဆုံးဈေးကြီးဆုံးကြိုက်တယ်အဲ့လိုမျိုးကြိုက်တယ်လာညီလေးလာဒီဘက်လိုက်ရဲ့ quality ရောက်ဒီမှာမေးခွန်းညီလေးလက်ထဲမှာကန်ကြည့်ပြပောက်လိုက်ရင်အရှိရလူခမ်းမသိခေါင်းတွေပါခွဲသွားမှာကြီးပွန်းစစ်လို့လားဟာညီလေးမင်းရလေပါစိတ်ကိုကြီးလိုက်တီကာကွာနော်ကြီးခွန်းအစ်စ်လက်ဆက်ဒီဆန်အောင်လို့ live ဖတ်မှုရှိအောင်အရောင်ပုတ်တင်ထည့်ပေးထားတာဒီမှာရောက်ဒါမေးခွန်းအသေးဒါမေးခွန်းအကြီးနော်ခလုတ်သားကိုကြည့်တူတူထဲထဲနဲ့ဒါနေပဲလားမဟုတ်ဘူးမင်းစတီးအကောင်းဆုံးလို့ပြောလို့လေအိုးကြီးအိုးငယ်မပြေတင်ချက်လို့ရတယ်ကွာဒီမှာအောက်ကထောက်ကိုပဲကြည့်လိုက်နော်ခလုတ်သားကိုလည်းကြည့်ဒါနေမဟုတ်သေးဘူးမင်းမီးဖို့အုတ်ခုံမှာညက်ပတ်မှာလည်းစိုးရင်းစရာမလိုရော့စီခံပန်းနဲ့ဘာမှမထုတ်ဘူးတန်ရှင်းလို့ရမီးထွက်ပါကြည့်အောင်မလားမီးထွက်ပါကြည့်အောင်ပါမီးထွက်ကြည့်ပြီးတော့ညီလေးယူရမယ်နော်ယူမှာအကိုတို့ကစမ်းပြီးသွားတဲ့ပစ္စည်းဆိုရင်ဒါဆိုင်မှာအသစ်တွေပဲထားတာကွာနော်အဲ့တော့ငွေကြီးရချစ်တလုံးငွေโอเคကြိုက်တယ်မီးထွက်ကြည့်လိုက်ပါအကိုမီးဆန်းပြမယ်ရော့ဒီမှာမီး20ရော့ခလုတ်ကိုအလဲတကွင်းနဲ့ရော့ဒီမှာအောက်ကိုချလိုက်ဒီမှာအလဲတကွင်းနဲ့လာပြီရော့ဒီမှာခလုတ်ကိုပြန်တင်လိုက်နော်ဒီမှာမီးနှစ်ကွင်းစလုံးဖြစ်သွားပြီမီးအားအရန်ပြင်းတယ်နော်ပူတယ်လက်သွားမတင်နဲ့ဘယ်လိုသဘောရလဲကြိုက်တယ်တော့ပါတင်းထည့်တယ်ကြိုက်တယ် warranty ကပါထည့်ပေးမယ်ဘောက်ချာနဲ့ခါတယ်ငါတို့ပြောပါပြီဒီထဲမှာ warranty ကလည်းပါမယ်ဘောက်ချာလည်းပါမယ်ဟုတ်အဖိုးရဲ့တစ်ဖက်ကြောက်လမ်းထဲမှာကျွန်တော်လမ်းမကြီးရတာ6လိုက်တယ်လမ်းမကြီးအခုကိုယ်တိုင်တင်ပေးမယ်လေကြီးလောက်တယ်ကိုရအခုပေါ့ကိုယ်တိုင်တင်ပေး